Cheers Hello Hera ပါရှင်ဒီဗီဒီယိုလေးကတော့ Hera Sushi Bar မှာအလာခတ်ဘူးပေးစားခဲ့ vlog လေးပါရှင်ဒီ vlog လေးထဲမှာ Hera ဘာတွေစားရဲပြီးတော့8000ခွဲချက်နဲ့တန်လားမတန်လားဆိုတော့လိုက်ကြည့်ပေးပါအောင်ရှင် Hera စားခဲ့ဒီ8000ခွဲတန် buffet package တွေမှာတော့ beer ကတော့ free flow ပါရှင် Hera စားချင်တာတွေအကုန်မှားတယ်အထူးသဖြင့်စားရှိမိရဲ့အများကြီးမှာလိုက်ပါတယ် hot pot လေးလည်းမှာလိုက်ပါတယ်ရှင်အားကြောင့်မလို့ဒီမှာပေါ့နော် hot pot ကိုလေးလာချပေးရပါရှင် တော့နေနေဆာရှိမီစားနေတယ်ဆိုတော့ salmon လေးကို try ကြည့်ပါမယ် salmon sashimi လေးကတော့တော်တော်လေးကိုလက်ပါတယ်ဗဇက်ထဲမှာဝါလိုက်တာနဲ့ပျော်သွားလေးပေါ့နော်ပြီးရင်တော့ Hera မှာထားတဲ့ sushi လေးကိုဖြည်းဖြည်းချင်းရတာခံပြီးစားလိုက်ပါတယ်ရှင် Hera Sushi Bar ရဲ့ beef steak လေးကိုလည်း try မြစ်ခဲ့ပါတယ် steak လေးက juicy ဖြစ်ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်ရှင်ပြီးရင်တော့ Hera hot pot အတွက်ပြင်နေရပါရှင်အကင်အနေနဲ့ဆိုရင်တော့ baby octopus လေးကင်ထားတာလေးလည်းစားလို့ကောင်းပါတယ်ရှင် hot pot ပြုတ်ထားတဲ့အချိန်မှာ Hera က crispy salmon skin salad လေး try လိုက်ပါတယ်ရှင်အဲ့ဒီ salad ကိုကြိုက်လားမကြိုက်လားအမှတပွဲလုံး Hera အကုန်တယောက်တည်းပဲစားလိုက်တာပါရှင်ပြီးရင်တော့ Hera ဆာဖာငါးကင်ထားတာလေးလည်း try ခဲ့ပါတယ်ငါးကင်ရဲ့အရာသားလေးကတော့ထိမိမိပါပဲရှင် green chicken wing မှာသူကမိုက်နေဆိုလို့ try ကြည့်ပါ Grilled chicken wings ကတော့ crispy ဖြစ်တာလားမှာတာတော့ Hera မသေးခွဲပါဘူးသူကတော့ကျွတ်တယ်လို့တော့ထင်တာပဲဒါပေမဲ့ကိုက်ရတာတော့တော်တော်ခက်ပါတယ်အရသာမစိုးပါဘူးဒါပေမဲ့ကိုက်ရဆွဲရတာတော့နည်းနည်းလေးခက်ပါတယ်အဲ့တော့ထူးထူးဆန်းဆန်းမဆုံးပါပေးနေရပါဘာဖြစ်လို့ Hera sashimi စားရမှာမဝသေးလို့ salmon ရှစ်ပွဲထပ်မှာပြီးတော့တယောက်တည်းပြတ်ဖြတ်လိုက်ပါတယ်ရှင်ဘိုက်ပြေးခြင်းသလိုဖြစ်နေပေမဲ့ Hera ကတော့ salmon fried rice လေးထပ်မှာပြီးတော့ try ကြည့်ခဲ့ပါတယ်နောက်ဆုံးပိတ်မှာတော့ Dream the ice cream လေးနဲ့ဆုံးသက်လိုက်ပါတယ်ဆုံးထိကြည့်ပြီးတော့ကျေးဇူးပါတတာ